ဟုတ်ကဲ့အားလုံးမင်္ဂလာခင်ဗျကျွန်တော်မိတ်ဆွေကျွန်တော်ပူရနေရတခုပြပြနော်ကျမရေးတော့ဗောနော်ဒီကမိတ်တလင်ဦးဖြစ်ပါတယ်ဒီမိတ်တလင်ကအမျိုးမျိုးသုံးကြတယ်နော်လီနာယောဂဖြစ်ကြရင်ဘိုင်အောက်ဘိုင်နာဖြစ်ကြရင်တွေးပြီးတော့လင်းလို့ရတယ်ထောင်းလို့လင်းလို့ရတယ်နော်ဘိုင်အောက်ဘိုင်နာတမိုင်းနောက်ပြီးတော့ဒီမိတ်တလင်ကအယိုးအစ်စ်အတွက်သုံးတဲ့ဟာကြီးကျွန်တော်ပြပြမယ်နော်ဒူးစင်းနာတာတွေအယိုးကျိုးတာတွေဒီမိတ်တလင်သုံးတယ်နော်ဒါမိတ်တလင်တချို့နေမြေမှာခေါ်တာကမိတ်စလင်းလို့ခေါ်တယ်ဒါမိတ်တလင်းလို့ခေါ်တယ်ကျွန်တော်ဘက်ခေါ်တာမိတ်တလင်းပေါ့နော်ဒီမိတ်တလင်းကို30ရောမှာ3မျိုးချိုးပေါ့နော်ဒီလောက်အပိုင်းတူဒီလောက်လက်တတိလောက်ဒီတတိစာလေးပေါ့နော်ဒီတတိစာလေးဖြတ်ပြီးတော့ရင်းရတဲ့တတိစာစနွေးရဲ့အဲ့လောက်ပေါ့နော်တတိစာတော့ဖြတ်စနွေးသူကဇက်တူရောမှာနော်ဇက်တူရောပြီးတော့ထောင်းမှာထောင်းပြီးတော့ဒီဒူးစစ်ပဲဖြစ်ခြေစစ်လက်စစ်ဘယ်ဟာပဲဖြစ်ရောင်းနေတာတွေကိုက်နေတာတွေဖြစ်မဆုံးအဲ့ဒါထောင်းပြီးတော့ရတဲ့ဟာတွေပတ်တီလေးနဲ့အုံလာတယ်ပတ်တီနဲ့စီးတာပေါ့နော်ဒူးစစ်ဆိုဒူးစစ်မှာဒူးစစ်ချို့ရောင်းရတယ်ကိုက်ရစစ်အစစ်နဲ့ပတ်သက်လာရင်မကောင်းတာစီရအဲ့ဆိုအစစ်ပဲပြန်မြဲတယ်ပြန်ခံခတ်တယ်နော်ပြောပြကျွန်တော်မိတ်ဆွေတို့နားလေအောင်နော်ဒီမိတ်တင်အကြောင်းရေးပေါ့နော်မိတ်တင်ဆေးဘက်ဝင်တဲ့နေရာကြီးကျွန်တော်ပြောပြပြနော်ဒီကအစစ်မြစ်တော့အမတန်ကောင်းတယ်ခုနကကျွန်တော်ပြောမှာမိတ်တလင်ရဲ့ဂျင်းရဲ့စနင်းအသက်ရဲ့ဒီ၃မျိုးပေါင်းပြီးတော့ထောင်းပြီးတော့ဒူးစီပြီးအစစ်ရောင်ရမ်းနေရတယ်အကုန်လိမ့်လို့ရတယ်နော်လဲရမှာမဟုတ်ဘူးနော်ဒီထောင်းပြီးတော့ချက်ထုတ်စီတာပေါ့ပတ်တာပတ်တီနဲ့ပတ်တာပြီနော်ဒါဆိုပတ်တီနဲ့ပတ်တဲ့ခါကျရင်3ရက်4ရက်5ရက်တော့သူစီရပေးရမယ်5ရက်တော့ပိုကောင်းတယ်5ရက်တော့အဲ့လိုပဲစီတာပေးပြီးရင်အနာကျက်သွားလိုက်မယ်နော်ခြေထောက်အမျိုးဒူးကောင်ကိုက်လိုက်ရောင်လာဖြစ်တဲ့ခါကျရင်အဲ့ဒါခြေထောက်ဒူးကောင်ရောင်လို့ကိုက်နေတာဖြစ်နေမှာဆိုအဲ့ဒါတက်တာပျောက်ကိမြန်တယ်နော်အဲ့ဒါကျွန်တော်ပြောပြပေးတာပါနောက်ပြီးတော့ဒီမိတ်တင်ရဲ့အသုံးဝင်မှုကအများကြီးရှိတယ်နော်အချို့အသားရားရံတာတွေနော်သွေးမင်းလေမင်းသမားရှိတယ်ဆိုတော့ဒီကောင်မိတ်တင်ရဲ့ထောင်းပြီးသူ့ရဲ့အရည်နဲ့လည်းသွေးလိမ့်လို့ရတယ်နော်အဲ့မိတ်တင်ဒီလိမ့်တဲ့ကကြမနက်ညပုံမှန်လိမ့်သွားခြင်းမနက်အခါညနေတစ်ခါလိမ့်သွားခြင်းနော်ဒါမှမဟုတ်ညအိတစ်ခါလည်းလိမ့်မဆိုညအိပုံမှန်လိမ့်သွားခြင်းဒီ15ရက်10ရက်လောက်ဆိုရင်ခုနသွေးမီလေးမီမိုင်းဆိုသူတက်တာပျောက်ကင်းနိုင်တယ်နော်မင်းအသားရားတာရေနော်မင်းကိုက်မင်းအောက်တာရေစီးတယ်ဆိုရင်ဒီမိတ်တလင်300တော့ဗောနော်မိတ်တလင်တကယ်စွမ်းအားကောင်းပါတယ်နော်ဒါကျွန်တော်မြန်မာစီးမှာတိုင်းရင်းစီးဝါမှာတုံးတဲ့မိတ်တလင်ပေါ့နော်ဒါဒီဆေးပင်ကတော့ယုံကြည်နဲ့တုံးချကြည့်ကျွန်တော်ပြောတာတိုင်နော်ကောင်းမြန်တယ်